အားစားဝန်သားရှင်မိဘပြည်သူပေါင်းခင်ဗျာမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကကြီးမှုချင်းစတင်ပြီးတော့အပေးယူလုပ်ပါပြီခင်ဗျာဥဒ္ဒါယူနိုက်တက် FC အသင်းကစတင်အပေးယူလုပ်ပါတယ်နောက်မှရှိနေတဲ့နံပါတ်2ပေးခဲ့တယ်ခင်ဗျာပြန်ပြီးတော့ခုဥဒ္ဒါယူလာပါတယ်ခင်ဗျာရှေ့ချပေးတယ်ပြန်ပြီးတော့ပြန်ဖြတ်ထုတ်ထားတယ်စောဒန်ရတယ်ခင်ဗျာတင်ထားပြီခင်ဗျာခုတ်တင်လာပြီချပေးတယ်စောဒန်ရတယ်စောဒန်နောက်မှတယောက်ပဲထားခဲ့ပြီးတော့ဖိကစားထားတာခင်ဗျာမြောက်နေတဲ့ဂိုးရှိမှမြောက်နေတယ်ကောင်းနဲ့ဖြတ်ပြီးတော့တင်ထားပြီခင်ဗျာဂိုးရှိမှမြောက်နေတယ်ကောင်းနဲ့တိုက်တယ်ဟုတ်တာဖိပြီးတိုက်လာကြဒါပေမဲ့နောက်ခံလူတွေမချော်သွားနိုင်ဘူးခင်ဗျာဟိုပြန်ပြီးတော့စောဒန်ပြန်ပြီးဖြတ်ထုတ်ထားတယ်ဥဒ္ဒါရှိချပေးတယ်ခင်ဗျာဥဒ္ဒါရတယ်ခင်ဗျာဥဒ္ဒါယူလာပြီးလူကံမီဒါနဲ့ကံမီခင်ဗျာများတယ်ခင်ဗျာဒီမှာရှိနေတဲ့နံပါတ်30 opener ပေးတယ်ခင်ဗျာ opener ပြန်ရတယ်စောဒန်မြန်မာကံမီခင်ဗျာကံဥဒ္ဒါဘဲစွန်ပေးတယ်ခင်ဗျာဥဒ္ဒါကန်တင်လာပြီအမြောက်ပေါ်တင်လာတယ်ခင်ဗျာလူကျုံပေါ်ဖြစ်နေပါတယ်ခင်ဗျာဟောင်းနေပြန်ချလာတယ်ဥဒ္ဒါယူသွားတယ်ခင်ဗျာဥဒ္ဒါရှိချပေးတယ်ဥဒ္ဒါရတယ်ခင်ဗျာကတဲ့ကိုကိုသမားမိတယ်ခင်ဗျာဥဒ္ဒါလည်းမနာနဲ့ရတဲ့နေရာနေခွင့်ရုပ်ပြစ်ဒဏ်ပေါ်ကန်ခွင့်ရတယ်ခင်ဗျလေကျော်တင်လာပြီဒီဥဒ္ဒါယူလာပြီဒါလိုက်ကန်တင်တယ်ခင်ဗျခေါင်းနဲ့ထုတ်တယ်ကျော်တယ်ကန်တင်ပေးလာတယ်တိုက်စင်မှုမရှိဂိုးသမားမိတယ်ခင်ဗျာဂိုးသမားဥဒ္ဒါတော့အခုဆိုရင်ဘောလုံးပိုင်ဆိုင်မှုများစွာနဲ့ထိုးဖောက်ပြီးတော့စောသမြန်မာဘက်ကိုကစားနေတဲ့ပြင်ခွင့်ပါခင်ဗျာလူကျုံမောဖြစ်ပါတယ်ခင်ဗျာရတယ်ခင်ဗျာစောသမြန်မာတိုက်စင်မှုယူလာပြီခင်ဗျာကန်တင်ပေးလာတယ်ကန်နဲ့ယူလာရင်ခင်ဗျာညားတယ်ခင်ဗျာပေးလိုက်တဲ့ဘောလုံးစောသန်ရတယ်ဘယ်စွန်တင်ထားပေးတယ်ခင်ဗျာလိုက်တယ်ခင်ဗျာဘယ်စွန်လိုက်တယ်စောသန်လိုက်တယ်ခင်ဗျာရတယ်ခင်ဗျာပြေးတန်တန်နဲ့ပေါ့ခင်ဗျာတိုက်စိမ်မှုကလည်းပြေးတန်နေအခုကန်နေခင်ဗျာဝေးကန်ချက်ကတော့ကောင်းကန်တင်ထားပေးတယ်ညောက်နေတယ်ခေါင်းနဲ့ပြန်ချထားတယ်ကန်ပြီခင်ဗျာဘိုးသမားတော်ပါလေခင်ဗျာဟိုမှာရှိနေလို့ပေးတယ်ခင်ဗျာရှေ့ချပေးတယ်စံမျိုးလိုက်တယ်ခင်ဗျာစောသန်ကစံမျိုးလိုက်တယ်ခင်ဗျာကန်မြချပေးတယ်ရှေ့မှာချပေးတယ်ဂိုးသမားထွက်ဖမ်းတယ်ခင်ဗျာဥဒ္ဒါယူနိုက်တက်ကနောက်ခံလူကနေရောက်တယ်ပြီဂိုးသမားမိတယ်တင်ထားပေးပြီခေါင်းနဲ့ပြန်ချလာတယ်ကန်တယ်ခင်ဗျာပြန်ရှန်ထွက်သွားတယ်ခင်ဗျာဒီမှာတားလာတယ်စောသန်မယ်ခင်ဗျာစောသန်ချီလောက်ထဲမှာခင်ဗျာစောသန်ရတယ်စောသန်မယ်ခင်ဗျာကန်တင်များပြီခင်ဗျာစောသန်ပြန်ထွက်လာပြီစောသန်ခင်ဗျာကန်ပြီခိုးတယ်ခင်ဗျာစောသန်မြန်မာကတိုက်စစ်မှုနံပါတ်33ပါခင်ဗျာဘီနာဒိုလာကန်သွင်းတဲ့ကြောင့်အခုဆိုရင်စောသန်မြန်မာကတကိုးစတင်ရရှိသွားပါပြီခင်ဗျာဂိုးသမားဂိုးထဲမှာမရှိဘူးခင်ဗျာဂိုးသမားမရှိဘူးကန်တီပေတို့လားခင်ဗျာစောသန်မြန်မာဂိုးသမားပြေဖြုံးအောင်ရှေ့အတက်မှာ
လိုက်နေတယ်ခင်ဗျာစောသွင်းရှေ့တန်းတိုက်စစ်မှုနှိမ်ပေးတယ်ခင်ဗျာနှိမ်ပေးတယ်စောသွင်းရပြန်ခင်ဗျာသင်းလုံးတိုက်စစ်ဆင်ပြီးတော့ကစားထားပါတယ်ခင်ဗျာပြန်လဲထွက်လာတယ်ခင်ဗျာစောသွင်းရတယ်စောသွင်းခြေထောက်ထဲမှာပါခင်ဗျာလူကျုံဘောကိုဘာနက်မေဂူနီတင်ထားပြီခင်ဗျာစောသွင်းယူလာတယ်ခင်ဗျာစောသွင်းယူလာတယ်ရတယ်လွတ်လွတ်ကျွတ်ရတယ်ခင်ဗျာစောသွင်းရတယ်ခင်ဗျာစောသွင်းတင်ထားပြီခင်ဗျာဂိုးပြီခင်ဗျာဒါကျွန်တော်တို့ကတော့ဂိုးပြီလို့ယုံကြည်ထားတာခင်ဗျာအိုပင်နာကတော့လုံလုံခြုံခြုံနဲ့ထိန်းနိုင်ပြီရှေ့ချပေးတယ်ခင်ဗျာရပြီခင်ဗျာမာရတယ်ခင်ဗျာတေထားပေးပြီဂိုးရှေ့မြောက်နေတယ်စောသင်ရှေ့ချထားတယ်ခင်ဗျာပြီးပါတယ်ခင်ဗျာထားတယ်ခင်ဗျာစောသင်ရတယ်ခင်ဗျာစောသင်ယူလာပြန်ခင်ဗျာစောသင်ပဲခင်ဗျာစောသင်ကာပြီရှေ့ချပြီးမိုင်းနိုင်လိုက်နေတယ်ခင်ဗျာဟုတ်သားမိုင်းနိုင်ခုတ်တယ်ပါတယ်ခင်ဗျာခုတ်တင်ထားပြီခင်ဗျာတာတင်ထားပြီခင်ဗျာကောင်းဒီနေရာတွင်းမှာဖြစ်တဲ့သဘောပါခင်ဗျာဝင်ပါတယ်ခင်ဗျာပန်နတီကိုဝင်သွားပါတယ်ဒါကြောင့်ဥဒ္ဒါ United FC အသင်းကခြေပါကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျဒီအတွက်ကြောင့်စောသမြန်မာ FC အသင်းကတကူဥဒ္ဒါ United FC အသင်းကတကူတယ်ပါခင်ဗျာညားပါတယ်တင်တယ်ခင်ဗျာဂိုးသမားမိပါတယ်ခင်ဗျာဘောလုံးကများတယ်ခင်ဗျာချပေးတယ်ခင်ဗျာတက်မြောက်ပေးတယ်ချပေးတယ်ကိုသမားဟာဘီ PS နေရာယူမှန်ပါတယ်ခင်ဗျာထူးချိုးစားတယ်ခင်ဗျာကိုသမားကိုသမားဟာဟုတ်တာကန်တင်ထားပြီလေစောသင်မိပါတယ်ခင်ဗျာကိုသမားဟုတ်တာကန်တင်ထားပြီလေစောသင်မိပါတယ်ခင်ဗျာကိုသမားပြေဖြိုးပါခင်ဗျာဦးဆွေမြင့်စောသင်မြန်မာကနံပါတ်31ထွက်ပြီးတော့နံပါတ်9ကျွန်တော်တို့ဘီချင်းတွေဝင်มาဖြစ်ပါတယ်ခင်ဗျာခင်ဗျာတင်ထားပြီခင်ဗျာရတယ်ဥဒ္ဒါဘယ်အစွန်ကိုတင်ထားပြီလေခင်ဗျာဟုတ်ပါပဲခင်ဗျာဥဒ္ဒါနံပါတ်34ချီကီပီယာတင်ထားပြီကိုသမားတိုက်ပြီခိုးပါလေခင်ဗျာဥဒ္ဒါကခေါင်းနဲ့တိုက်တဲ့ဘောလုံးဟာဂိုးစီးကိုကြော်ပြီးမှပြန်ကန်ထုတ်တဲ့အတွက်ကြောင့်ကိုးပါလေခင်ဗျာဒါကြောင့်ဥဒ္ဒါကအခုဆိုရင်
နှစ်ကိုးပါခင်ဗျာစောတဲ့မြန်မာကတကိုးပါခင်ဗျာကံမဲ့သဘောပါခင်ဗျာကံတင်ထားပြီမြောက်နေတယ်ခင်ဗျာကိုသမားပြေဖြိုးအောင်ပုတ်ထုတ်တယ်ဘာလန်နဲ့ထီပြန်ကြတယ်ခင်ဗျာကိုသမားမိတယ်ခင်ဗျာပြေဖြိုးအောင်ကောင်းပါမောကျော်တဲဦးစုပေးတယ်ခင်ဗျာကျော်တဲဦးနဲ့ပြန်ပြီးတော့ပြန်ပေးခဲ့တယ်ပြန်ကန်တင်ပြီလေခင်ဗျာ